မင်္ဂလာပါစိတ်အိမ်လေးမှကြိုဆိုပါတယ်အရှိတ်ဘက်မှာပြောခဲ့တဲ့ကြောက်တုံအောက်ကမျိုးစီလေးကိုမှတ်မိသေးလားဖိအားခံနေရပေမဲ့ဒီနေ့တိုးထွားနိုင်တယ်အတားအဆီးရှိပေမဲ့ကြီးထွားနိုင်တယ်အဲ့ဒီအတားအဆီးတွေကပြင်ပကလာတဲ့အတားအဆီးတွေပါဒါပေမဲ့ဒီညမှာတော့အပြင်ကမဟုတ်ဘူးအတွင်းကနေပေါ်လာတဲ့အတားအဆီးတွေအကြောင်းပြောပြခြင်းနဲ့ကြောက်ရွံ့မှုမယုံကြည်မှုဖြစ်ပါမလားဆိုတဲ့စိတ်တခါတရံဒီအတွင်းကအတန်တွေကအပြင်ကအတားအဆီးတွေထက်တောင်ပိုကြီးတတ်တယ်မျောလင်းချက်နဲ့ဇွဲလုံးလားရှိဖို့ကအရန်အရေးကြီးတယ်မျောလင်းချက်ပဲရှိရင်ကံကိုယုံစူးပုံနင်းဆိုသလိုစောင့်နေုံနဲ့ပြီးသွားတတ်တယ်ဇွဲလုံးလားပဲရှိပြီးမျောလင်းချက်မရှိရင်စူးစမ်းနေရပေမဲ့အတမ်းမဲ့နေသလိုခံစားရတတ်တယ်ဘဝအောင်မြင်ဖို့ဆိုရင်ဒီနှစ်ခုလုံးတွန်တွဲရှိနေဖို့လိုတယ်ပုံမြင်လေးတစ်ပုဒ်ပြောပြခြင်းနဲ့ငါးဖမ်းသမားတစ်ယောက်ကငါးတွေကိုကွန်ပြီးလှေပေါ်တင်လိုက်တယ်ငါးတွေကတစ်ဖြက်ဖြက်နဲ့လှုပ်နေတယ်အဲ့ဒီထဲမှာငါးနှစ်ကောင်ကမလှုပ်တော့ဘူးပထမငါးကငါးကိုသေပြီးထင်ရင်ရေထဲပြန်လှုပ်ပေးလိုက်မယ်ဆိုပြီးစောင့်နေတယ်ဒုတိယငါးကတော့အခွင့်အရေးရတဲ့အခါအားကုန်သုံးပြီးခုံမယ်ဆိုပြီးပြင်ဆင်နေတယ်နောက်ဆုံးဒုတိယငါးပဲလွတ်သွားတယ်ဘာလို့လဲဆိုတော့သူ့မှာမျောလင်းချက်ရှိတာနေမကဘူးစူးစမ်းဖို့ဆုံးဖြတ်ထားလို့ပါတခါတလေဘဝမှာအောင်မြင်ဖို့စူးစမ်းနေတဲ့အခါအခက်အခဲတွေအတားအဆီးတွေစိတ်ထဲချမှုတွေဖြစ်ပါမလားဆိုတဲ့တွေးဟာတွေဖြစ်လာတာသဘာဝပါပဲအဲ့ဒီအချိန်တွေမှာကောင်းမွန်တဲ့အတွေးနဲ့မျှော်လင့်ချက်ရှိဖို့အရေးကြီးတယ်လမ်းကိုမမြင်ရသေးပေမဲ့လမ်းရှိတာကိုယုံကြည်ဖို့လိုတယ်ငါရောက်နိုင်မယ်ဆိုတဲ့မျှော်လင့်ချက်လိုအပ်တယ်အဲ့ဒီမျှော်လင့်ချက်ကပဲတင်ရဲ့မတီးစိတ်အတီးစိတ်ကိုတင်အတွက်အလုံးလုံးစီတယ်တင်အတွေ့တင်လို့ရက်တွေကိုတဖြည်းဖြည်းလမ်းမှန်ပေါ်တင်ပေးသွားတယ်ဒါကစိတ်အတွင်းရဲ့စွမ်းအားပါဥပမာကားတစ်စီးလိုတွေးကြည့်ပါမျောလင်းချက်ကကားကိုမောင်းနိုင်ဖို့လိုတဲ့စီပါဇွဲလုံးလားကကားကိုမောင်းတဲ့အင်အားပါစီပဲရှိပြီးမမောင်းရင်မရောက်နိုင်ဘူးမောင်းပဲမောင်းပြီးစီမရှိရင်မကြခင်ရပ်သွားမယ်ဒါပေမဲ့နှစ်ခုလုံးရှိတဲ့အခါတင်လိုရာရက်ကိုရောက်နိုင်တယ်တဲကန္နာရဟာကျယ်ပြန့်တယ်ခြောက်ကပ်တယ်ပူအိုက်တယ်ဒါပေမဲ့ Oasis ဆိုတာရှိတယ်တချို့လူတွေက Oasis ကိုရှာတွေ့ခဲ့တာမဟုတ်ဘူးသူတို့ကိုယ်တိုင်ဖန်တီးခဲ့ကြတာပါပါရှန်လူမျိုးတွေကဝေးတဲ့တောင်တွေထဲကရေကိုမြေအောက်ကနေတူးဖော်ပြီးကန္နာရတဲ့ကိုယူလာခဲ့တယ်ပြီးတော့သစ်ပင်တွေစိုက်တယ်ရေလမ်းတွေဖန်တီးတယ်ပြီးတော့ခြောက်သွေ့နေတဲ့မြေကိုအသက်ရှင်တဲ့နေရာတစ်ခုအဖြစ်ပြောင်းလဲလိုက်တယ် There is a way there is a way လမ်းမမြင်ရသေးပေမဲ့လမ်းမရှိဘူးမဟုတ်ဘူးတခါတည်းရန်လမ်းဆိုတာရှာတွေ့ရတာမဟုတ်ဘူးကိုယ်တိုင်ဖန်တီးရတာပါအခုခဏလေးရပ်ပြီးကိုပြန်နားထောင်ကြည့်ရအောင်
မျက်လုံးလေးကိုခဏမိတ်လိုက်ပါအသက်ကိုတဖြည်းဖြည်းဆွဲပြီးရှူပါဖြည်းဖြည်းပြန်ထုတ်လိုက်ပါနောက်တစ်ခါအသက်ရှူယူတဲ့အချိန်မှာကိုယ်အတွင်းထဲကိုအေးများတဲ့ရေလေးတစ်စက်ဝင်လာတယ်လို့ခံစားကြည့်ပါအသက်ရှူထုတ်တဲ့အချိန်မှာစိုးရိမ်မှုတွေမယုံကြည်မှုတွေကြောက်ရွံ့မှုတွေတဖြည်းဖြည်းလွတ်သွားတယ်လို့ခံစားပါအခုကိုယ်အတွင်းထဲမှာသေးငယ်တဲ့အတန်တစ်ခုကိုနားထောင်ပါငါဆက်သွားနိုင်တယ်ငါမှာမျှော်လင့်ချက်ရှိတယ်ငါမရက်ဘူးတစ်စက်တည်းပဲဖြစ်ရင်တောင်ရေဟာအသက်ရှင်စေနိုင်တယ်သေးငယ်တဲ့အားလေးတောင်တင့်ကိုလမ်းဆက်လျှောက်စေနိုင်တယ်အစင်သင့်ဖြစ်ပြီဆိုရင်မျက်စိကိုဖြည်းဖြည်းချင်းဖွင့်ပါပြီးတော့ရှေ့တလမ်းဆက်လျှောက်လိုက်ပါသင်ဘဝကအခုချိန်မှာကန္နာရလို့ဖြစ်နေလဲမရက်ပါနဲ့ရေတစ်စက်လေးတောင်သင်ကိုဆက်လျှောက်နိုင်လောက်အောင်လုံလောက်ပါတယ်မျောလင်းချက်နဲ့ဇွဲလုံးလားကိုမလှုပ်လိုက်ပါနဲ့တနေ့မှာသင်ရောက်မဲ့နေရာကသင်စိတ်ကူးထားတာထက်ပိုလှပနေမယ်ဒီညစိတ်အေးအေးနဲ့အနားယူနိုင်ပါစေစိတ်အိမ်လေးမှာနောက်တစ်ခါထပ်ဆုံကြမယ်နော်ကောင်းသောညပါ